စယူဆိုအောင်ငါလည်းတပြားမှမရှိဘူး ဒီကဒီလူကလေးသားချင်းနေပါယူနီဖောင်းတော့လေးသားပါ ငယ်သားဆိုအကွက်ဒီခါမြင်မှုတာပဲ ငယ်ရွယ်နဲ့နားလွတ်နေပြောအောင်ငါလည်းအသက်ကစေကနီးနေ ဘာလို့ ရှင်းပြအောင်မေး ဟုတ်ကဲ့ အသက်ရွယ်ကကြီးတယ်85နှစ်ရှိပြီဒီဘက်က85နှစ်ရှိပြီကျွန်တော်အသက်ကအဲ့တော့လူကျွန်တော်အသက်ကြီးတွေလာပြီးတော့အငိမ်ကကတဲ့ခါမှာမှတ်သားကြတယ်ဘာမှမပါဘူးလို့မရှိအောင် ဟုတ်ကဲ့ ဖရတကဥပုစိန်အလင်းငါကြောစားတွေ့ပေါင်းဒီမောင်ဥအောင်မောင်တို့နှစ်ပါးသောကတဲ့ချိန်ခါတို့ကအင်မတန်မှရည်ရည်ချင်းသိသိသိဝင့်ခန်းနာညာညာတွေ ဟုတ်ကဲ့ အဲ့ဒါတွေနဲ့ကြည်ကြည်ရ ဟုတ်ကဲ့ အဲ့ဒါတွေနဲ့ပြုတ်ရတာအဲ့ဒါတွေနဲ့နှစ်ပါးသော ဇက်ဘွယ်ကြီးချက်တည်းရှိသွားတာ မင်းသမီးဟုတ်တယ် ခုနကဘယ်လို ခဏလေးမင်းသမီးပေါ့ခေါ် ဟိုရ တရားဖက်လုံလေရရ ဟုတ် လား ပြီပေါ့ဒါ ကိုကလည်းတာလာရကွာထော်လာရဟင် ပြောတာလားဟုတ်ရဲ့ တကယ်ပြောတာဘိုးချိုးကြော်လာလဲလားဆက်သမားတွေဟာဝေဝါလှသမို့ဖတ်တာဝေဒနာသိခါရနေတွေ့မှုလားဒီတနာအနုတေဟကိလေသာမကင်းဝင်လေသမျှမှာ မေးရိုက်တယ်မေးရိုက် မကင်းဝင်လေသမျှမှာမင်းတို့တတွေလေးတွေအပြင်းထန်လဲဆွပြီးတော့ခဏနေတိုင်းသို့တော့ချီလေတော့ဒါဖြူပြမှုရာ ဟာဆိုပြန်မယ် သူသာနေလို့လက်ကဲရွှေကိုထင်မိအောင်မဇဘာညမရုံနာ ကိုချင်းပေါ့ ဇဘာ ဘာတော့ဦးရ ခုမှငါတတိယတော့ ဘာပြောချင်း တို့ကားကြီးဘောကဆင်းတော့လေ ဟာ မင်းအလုံးမရှိလို့မပြေလို့ဆိုပြီးငါးစီကတစ်ထောင်ချီးတော့တာအဲ့ဒါမင်းမပေးသေးဘူး ဟိုအောင်မင်္ဂလာကားရုံးရဒီကိုလာတော့ကားကတစ်ထောင်လိုတာအဲ့ဒါမပေးသေးလို့ခင်ဗျာပြောတာလား အေးဒီ ဒီမှာခင်ဗျာခေါင်းအေးနဲ့ပြန်စဉ်းစားလိုက်အောင် ဟုတ်လို့ ဒီဆင်းချင်းကျွန်တော်ခင်ဗျားကိုပေးလိုက်တယ် ပေးမဟုတ်ပဲနဲ့မင်းတောင်း နေ နေ လာ လား မှာ မ ပါဒီမှာမသွားတယ်ဒီဇဘာ ပေးချင်ဘူးပြော ပတ်သက်တော့ဘာမှတန်ကြေးမရှိဘူးနော် ဒီလေလောက်တာ ဒီတိုင်းနေတော့ကျွန်တော်ခင်ဗျားတို့ကတော့နေတာခင်ဗျားဒါလားမြင်လာတာ ဒီမှာငါမသိလို့မင်းဘယ်လောက်မင်းပဲကြဘယ်လောက် တစ်ချောင်းမှာ တထောင်မင်းကပေးပြီလား ပေးပြီ မင်းကလည်းမရသေးဘူး မရဘူး တပေါင်းပေးမယ် ပေး အနေဦးတော့လေဦးတော့ကြတော့မင်းကပိုက်ချံရတာတော့တခါတမျိုးတည်းဖြစ်နေမှာလို့ဝဲပြီးတဲ့ချိန်ကပေးပြီနော် ဟုတ်ပေးမှာ ဟုတ်ပေးမှာ ငါဒီပဲက မင်းကပေးပြီးသားပဲဖြစ်မပေးရသေးတာပဲဖြစ်မင်းရထားယူကျင်းတော့ ညောင်း မင်းကပေးပြီးသားပဲဖြစ်မပေးရသေးတာပဲဖြစ်မပေးရရင်ကျင်းတော့ ဟုတ်ကဲ့ပါရပါ သွားလေနှစ်ပါးသွားလေးဆိုကြတော့အဲ့ဒါရွယ်ကြီးပါပြီမင်းသမီးနဲ့နှစ်ပါးသွားမှာသွားဘူးလေဖြစ်နော် ဟုတ်ပါပြီ တေကနေရိတ်ခါယူလဲပြော ဟုတ် တိုင်းစာမဲလို့ပြောတာမဟုတ်ဘူး စပါညောင်းမလို့ ဟောခင်ဗျာမိမလုံးမိမရပွားစီနေဘာလို့ပွားစီရ မင်းမပေးလို့ပြောနေပေါ့ ဒီမဲ့ဦးရအောင်ဒီမဲ့ကိုရအောင် ဘာလို့ ဒီမဲ့ရအောင် ဟော ဒီမဲ့မလေးတော့မလုံးနဲ့နော် နေသားမှာမင်းတို့ကဘာပေးမလို့နေသားမင်းတို့ရချင်းနေတာတော့ဘူးပါ မင်းလေးသားဗျာခင်ဗျာဒိဗ္ဗေမရှိတာ တိုင်းစာနဲ့ပြောလို့မဟုတ်ဘူးပါလူရည်လည်းလုံးတဲ့တယ် အတော်လူရရမှာခင်ဗျာဒိဗ္ဗေမရှိဘူးကျွန်တော်ပြောနေခင်ဗျာဘာလို့ပြောလို့ရတယ် ကြီးတယ်တော့ရင်ပေးရုံပဲ အဲကြောက်တော့မူကြတဲ့အတိုင်းပါခင်ဗျာကျွန်တော်တောင်းပါပါတယ်ကျွန်တော်ရှေ့ပြေအောင်မွေးပွဲပေါ့ဗျာအမှုပညာညနိုးတဲ့ပုံကိုယ်တွေအတွက်ဘုရားတော်ဥပုသ်စိန်တို့အလင်းငါကျော်လာရွှေမောင်းတင်မောင်းတို့ဥအောင်မောင်းတို့နှစ်ပါးသောဆိုတဲ့အခါမှာသစ္စာနဲ့သစ္စာမှာခန့်ခန့်ညာညာတွေဆိုတာကျွန်တော်ဖြူပြမှုရဆိုတာဥဝိုင်းရေးတဲ့လက်ချင်းကိုကျွန်တော်ဆိုပြတယ်အဲ့ဒါကိုကျွန်တော်မှစလိုက်ရင်ပတ်ချံပြဿနာရှုပ်ပြင်းပြင်းရင်ကျွန်တော်မှစလိုက်ရင်ပတ်ချံပြဿနာကရှုပ်ပြင်းပြင်းရင်အဲ့တော့ကျွန်တော်လေးစားလို့မဟုတ်ပါဘူးအားလုံးလုံသားပြည်သူကိုလေးစားပါတယ်ကျွန်တော်ဒီနှစ်ပါးသောကိုပတ်ချံရှုပ်ချင်းကြောင့်ကျွန်တော်ဆိုတော့ပါတောင်းပါပါတယ်အဲ့ဒီနှစ်ပါးသောကိုအမှုပညာကိုညနိုးလို့ကြားရင်ပါတယ်ဆိုရင်တော့မနေ့ကတဏှာကြီးပဲဒီအချိန်မှာဒီနေရာမှာလာပြီးတော့ကျွန်တော်ဆိုပြပါမယ်ကျွန်တော်အနှူးညွန့်တောင်းပါမယ် ကိုတင်ပေါ့ အားတော့ ကျုပ်ကတငယ်ချင်းချင်းမိသားစုစိတ်ဓာတ်မွေးလို့ပိုက်ဆံနှမျိုးလို့မဟုတ်ဘူးတငယ်ချင်းကငါးစိတ်ထဲမှာမပေးဘူးသားပေးပြီးသားလားဒီလိုကြွက်နေအဲ့တော့ဒီလိုလုပ်ပါအခုမပါလဲပေးကြမလို့ဘူးလက်တင်ကဒီလိုအချိန်မှာဒီနေရာမဲ့ပေးပြီးအောင်ပေးရ လက်ပြန်တနာကြီးခွဲကိုချိန်နေ ချိန် ရတယ်ခဏ အဲ့ရပြီးတာ ရပတ် မဲနေတော့မင်းငါနဲ့အတွေ့ ငါသိမရပါတယ်အမခင်ဗျားတဲ့ဆို မ သေး ပေးလေရ ဖြစ်မှာဖြစ်ရတယ် အားလုံးကြားတော်မူကြတဲ့အတိုင်းပါခင်ဗျာကျွန်တော်မနေ့ပြင်ကိုရေချင်းပေးပြီးပါပိုက်ဆံပြဿနာကလည်းမနေ့ပြင်ကိုရေချင်းပေးပြီးလိုက်လာကြပါကျွန်တော်မဆိုပြစ်တော့ပါဘူးခင်ဗျာသိခါမှာကျွန်တော်တောင်းပါပါအကယ်ဒီနှစ်ပါးသောကိုအင်မနာမခ
ခန့်ကညာညာရှင်းပြောင်းအောင်မွေးပွဲတွေကိုဆိုတာမလို့ကြားကြမှာတယ်ဆိုရင်တော့ဘယ်ဘက်ကပေါက်ကြနေကြရင်ဟောဒီစင်းညင်းပေါ်မှာကျွန်တော်တင်းတင်းတဲတဲမပြတ်မကွဆိုးပြပါမယ်ခင်ဗျာလက်ပြကမဆိုးပြတော့ပါဘူးကျွန်တော်ပေါက်ကြနေမှာဆိုးပြတာပါခင်ဗျာပေါက်ကြနေကြွားကြပါ မောင်းတယ်ပေါ့ ဘာတော့ ဒီ ဘာတော့ ဒေါသလည်းကြီးနေပါနဲ့တကယ်ကြီးညီကိုရင်းလို့ပဲ ဟမ် အခုလည်းပေးကြမလို့နောက်ကလည်းပေးကြမလို့တပည့်ခါတောင်းကြနေပေးပြအောင်ပေးမပေးမင်းငါညာအတွေ့ ဩတောက်ကြနေရမယ်ပေးမယ် လာပြအောင်လဲလာခဲ့ ရပါရဲ့တဲ့ပြမပြဟိုလေးထောင်တာ ကြားပါဘူးလားကျွန်တော်သောက်ကြနေကိုရဲချင်းပေးပြပါတယ်ပိုက်ဆံပြဿနာလည်းသောက်ကြနေကိုရဲချင်းပေးလိုက်လာပါကျွန်တော်ရဲချင်းပေးတဲ့တော့ဒီပိုက်ဆံကရဲချင်းပေးလိုက်နေပါပါအားလုံးစိတ်ချမ်းသာအောင်ဒီနှစ်ပါးသားကိုကျွန်တော်ဘယ်တော့မှမဆိုးတော့ပါဘူးခင်ဗျာဘယ်တော့မှမဆိုးတော့ပါဘူးခင်ဗျာဘယ်တော့မှမဆိုးတော့ပါဘူးခင်ဗျာစိတ်ချမ်းသာကြပါဗျာ ဒီတင်မ ဗျာ ငါကပေးပြီးသားလားမပေးသေးဘူးလားလို့စဉ်းစားနေဟောဒီလိုကတော့ပြောင်းနေပြောင်းလဲခင်မင်းမပြောက်ဘယ်တော့မှမတောင်းတော့ဘယ်တော့မှမပေးနိုင်လို့ဘယ် ဖြူပြန်မှုရ ခုတော့ပေး ဘာလို့မရ ငါ